အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြပြပေးမယ့်အကြောင်းကတော့ကျွန်တော်တို့ Telegram မှာစတစ်ကာဘယ်လိုလုပ်ရလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ user name လေးပေါ့နော်ဒီမှာ sticker ဆိုတဲ့ user name လေးကို Telegram မှာရိုက်ရှာပြီးဒီနေရာဝင်လိုက်ပေါ့နော်ဒီနေရာဒါဒီပုံစံလေးနော်ဒီမှာ for user ဟောလောက်ရှိတယ်ကိုသိန်းကျော်ရှိရနော်အဲ့တော့အဲ့ဒါကိုဝင်လိုက်ပါဝင်လိုက်ပြီးရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့နော်တဆင်ချင်းပြပြသွားပေးပါမယ်အဲ့တော့ကျွန်တော်တို့စဖွင့်လိုက်တဲ့အချိန်မှာကျန်တာဘာမှမပေါ်ရင်ဒီမှာဟို set up ခလုတ်လေးနှိပ်လိုက်ဒီနေရာရောက်လာပါတော့ set up နှိပ်လိုက်လို့ရှိရင်သူကဒီ menu setting လေးပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ menu setting နဲ့ဝင်လိုက်ရင်ကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ကျွန်တော်တို့လုပ်ချင်တဲ့ emoji လား sticker ပတ်လားဒါမှမဟုတ် video sticker လားပေါ့နော်စသဖြင့်သူကပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအမှအခုမှစလုပ်မှာဖြစ်တဲ့အတွက်ဒီမှာဒီအပေါ်က new pad ဆိုတာလေးနှိပ်လိုက်မယ်နော်နှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာဘာပေါ်လာလဲဆိုတော့ရေးတယ် new sticker set you choose name for yourself ဒါကသူက sticker set ကိုနာမည်ပေးခိုင်းတာဖြစ်ပါတယ်ကျွန်တော်ကဒါစမ်းတက်ပြီးတော့ပြထားဖြစ်တဲ့အတွက် sticker name လေးကိုဒါပြောပြပေးတာဖြစ်ပါတယ်ဒီလိုလေးပေးထားပါတော့အဲ့တော့ဟုတ်ပြီဒါဆိုရင်သူ sticker ပို့ပါတဲ့ဟုတ်ပြီ sticker ပို့ခိုင်းကိုလုတ်ချင်တဲ့ sticker ပေါ့နော်အဲ့တော့ဘာလဲဆိုတော့ဒီမှာ image PNG PNG ဒါမှမဟုတ် WEBB ပုံစံဖြစ်ရမှာပေါ့နော်ပြီးရင် transparent background ဖြစ်ရမယ်ဟိုကိုက emoji ဟိုမှာ logo လေးပေါ့နော် logo လေးပို့တယ်ဆိုရင်နောက်ကဖြူတွေပါမပါဘူးပေါ့နော်အဲ့လိုပုံစံလေးအဲ့တော့ပြီးရင်နောက်ထပ်တစ်ခုဖြစ်ရမှာက size က910pixel ပေါ့နော် pixel ဆိုတော့ကျွန်တော်တို့အဲ့ထက်သွားပြီးတော့ site ကြီးလို့မရဘူးပေါ့နော် site ကြီးလို့မရဘူးအဲ့တဲ့ site ပေးလို့ပဲရမယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့အခုကျွန်တော်တို့လုပ်ချင်တဲ့ပုံတစ်ပုံပေါ့နော်ကျွန်တော်တို့ဒီမှာimage resizer ဆိုတဲ့ဟာရှိတယ်ဟုတ်နော် image resizer.com မှာ912နဲ့တွက်လို့ရမယ်ဒါပေမဲ့ကျွန်တော်တို့လိုချင်တာ transparent background လိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ရှိပြီးသားပုံကိုခုဒါကျွန်တော် logo လေးပေါ့နော် logo ရဲ့ပုံကိုကျွန်တော်ကဒီ website လေးပြမယ်နော်အဲဒီမှာ remove bg ဆိုတဲ့ website လေးမှာတွားပြီးတော့ကိုယ့်ရဲ့ပုံကိုတွားပြီးတော့အရင်ဆုံးbackground image တွားလုပ်မှာပေါ့နော် background ဟိုတွားဖယ်လိုက်မယ်ပေါ့ဖယ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါဟိုကျွန်တော်တို့ site တပြောင်းမယ်ပေါ့နော်ဒါအခုလိုမျိုးဒါဟိုဖယ်ပြီးတော့ down လိုက်မယ်ပေါ့နော် down ပြီးရင်ကျွန်တော်တို့ကလိုအပ်တဲ့ site ကိုတပြောင်းအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါရှေ့ကလုတ်ထားတာပါအဲ့တော့ဒီနေရာမှာကျွန်တော်တို့နောက်ထပ်ဒီမှာထားပါတော့အခုရွေးမဲ့ပုံတစ်ပုံထည့်ပြီးပေါ့နော်ထည့်ပြီးဆိုရင်ဒီမှာ resize setting ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဘယ် site နဲ့သွားမလဲဆိုတော့အနည်းဆုံး912အများဆုံး912ပေါ့နော်အဲ့တော့ကျွန်တော်ကငကူကလေးကတကယ်တည်းသူ့ရဲ့ original site က background remove လုပ်လိုက်ရင်900ဖြစ်နေပါပြီအဲ့တော့900ဖြစ်တဲ့အတွက်ကျွန်တော်ကရလောက်တယ်ဒါပေမဲ့ကျွန်တော်912ဖြစ်အောင် site ကို resize setting ပြန်လုပ်ပြီးเนาะလုပ်ပြီးတော့ကျွန်တော်တို့ resize image လုပ်လိုက်တယ်ပေါ့နော်အဲ့လိုလုပ်ပြီးရတယ်ကျွန်တော်တို့ကစနကပို့ရမယ်ပုံပို့ရမယ်နေရာပြန်သွားအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဆင့်လေးပြန်ပြောမယ်ဒီ912 megapixel နဲ့912 pixel နဲ့ဟာပြနေပြီဆိုရင်ကျွန်တော်တို့အရင်ဆုံးကုလုပ်ချင်တဲ့ပုံကိုအရင်ဆုံး background တက်ဖြောက်မှာပေါ့နော် background ဖြောက်ပြီးမှ remove ဟိုကကျွန်တော်တို့ resize ပြန်လုပ်မယ်နော် site ပြန်ပြင်မယ် site ပြန်ပြင်ပြီးပြီဆိုမှကျွန်တော်တို့ပုံပို့မယ် okay ပို့တဲ့အခါမှာကျွန်တော်တို့ဒီမှာနော်ဒီလိုလေးနှိပ်ပြီးတော့ပုံတစ်ခါလေးနှိပ်ပို့လို့မရပါဘူး file ဆိုတာကိုသွားပြီးတော့ကျွန်တော်တို့ gallery တွေကနေပြီးတော့ကိုကြိုက်တဲ့ပုံကိုရွေးပြရမှာဖြစ်ပါတယ်အဲ့လိုရွေးပို့မှသူကဒီပုံစံလေးထွက်တယ်ပေါ့နော်ကျွန်တော်တို့ပုံမှန်အချင်းချင်းပို့တယ်လို့ပုံအကြီးကြီးတစ်ခါလေးဟိုလိုပေါ်အောင်ပို့လို့ရှိရင်မရပါဘူးเนาะအဲ့တော့ဒီပုံစံပို့လိုက်ပို့ပြီးရင်ကျွန်တော်တို့ကဘာထပ်ပြောလဲဆိုတော့သူကဒီဟာလေးကိုကုစားပြုမဲ့ icon လေးဟိုဟာလေး emoji လေးပေါ့နော်တစ်ခုရွေးပြလိုက်ပါကျွန်တော်ဒီမှာဒါလေးရွေးပြလိုက်အဲ့တော့အဲ့လိုလေးရွေးပြလိုက်တော့ဒီမှာသူကကျွန်တော်တို့ဒီစာလေးပို့လိုက်ပေါ့နော် publish ဆိုတာလေးနှိပ်လိုက်လို့ရှိရင်တဲ့ဒါ sticker ကိုဟိုpublic လုပ်လိုက်ပြီးသူတုံးလို့ရပြီပေါ့နော်အဲ့တော့နောက်တစ်ဆင့်ထပ်ပြောတယ်ကျွန်တော် public နှိပ်လိုက်တဲ့အချိန်မှာသူကဒီ sticker set ရဲ့ထိတ်မှာပြနေမဲ့ပုံလေးပေါ့နော်ထည့်အောင်လားတကယ်တမ်းက100 site ဆွမ်းနာကျွန်တော်ပြောသလို image site မှာ100 site နဲ့တွက်လုပ်ပြီးတော့လုပ်လဲရပါတယ်โอเคနောက်တစ်ခုကကျတော့ကျွန်တော်တို့မလုပ်ချင် skip ကြော်လိုက်လို့ရအောင်ကျွန်တော် skip ကြော်လိုက်တယ်โอเคနောက်တစ်ခုကကျတော့ဗာလဲဆိုတော့ကျွန်တော်တို့ကဒီ sticker ကိုလူအများကြီးသုံးအောင် share ရမှာဒါမှမဟုတ်ကိုယ်တိုင်သုံးဖို့အတွက်ဒီ sticker ကိုဘယ်လိုလုပ်ရမလဲဆိုတော့သူကဒီမှာ link လေးလောက်ခိုင်းနေပေါ့နော်ဒီမှာtelegram.me sticker ပေါ့နော် sticker အနောက်က anime ဆိုတဲ့နေရာလေးမှာကိုယ့်ထည့်ချင်တဲ့နေရာလေးထည့်အောင်ဒါနမူနာပေးထားပါတော့အဲ့တော့ကျွန်တော်ကဒီမှာ test tt2 sticker ဆိုပြီးပေးလိုက်တယ်အဲ့တော့ဒီမှာသူ link လေးထွက်လာပြီနော်ဒီမှာဒီတော့မီ add sticker tt2 sticker ဆိုထွက်လာပြီပေါ့နော်အဲ့တော့အဲ့ဒါလေးကျွန်တော်ဘယ်လိုတုံးပြထားလဲဆိုတော့ဒီမှာကျွန်တော်ဒီမှာပေါ့နော်ဒါလေးကျွန်တော်ပြန်ဖြတ်လိုက်မယ်
အဲ့တော့ဒီမှာပေါ့နော်ဆွမ်းနာကကျွန်တော်ရဲ့ဒါဒီစတစ်ကာဆက်လေးကိုဒီမှာကျွန်တော် save message တွေထည့်လိုက်ပါနော်နှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီမှာကျွန်တော်တို့ဟို add နှိပ်ထားပြီးသားမလို့နော်ဒီမှာ add နှိပ်လိုက်မယ်ဒါမှမဟုတ် add မနှိပ်ပဲဒီတိုင်းပို့လိုက်လေရပါတယ်နော်အဲ့ဒါကျွန်တော်ပုံကနေပြီးတော့စတစ်ကာအဖြစ်ပြောင်းပြီးတော့ကိုကအဲ့ထဲမှာပုံလေးပါထည့်ထည့်ခြင်းနေဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲ့ဆွမ်းနာက box setting ထဲမှာပဲတွားပြီးတော့ကျွန်တော်တို့ဒီမှာaesthetic ကပေါ့နော်ငကူရှိပြီးသားထဲမှာတွတ်ထည့်မယ်ဆိုရင်ဆွမ်းနာအဆင့်တိုင်းတစ်ခုချင်းတွားလုပ်လို့ရပါပြီဒီမှာ stick ကဆက်ယူလိုက်ဒါဆိုတပုံချင်းထည့်သွားလို့ရပြီပေါ့နော်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်ကျွန်တော် stick ကလောက်တာလေးကိုနားလည်မယ်လို့ထင်ပါတယ်အကယ်၍နားမလည်ဆိုလဲကျွန်တော်ပြန်လာမေးနိုင်ပါတယ်ဟုတ်ကဲ့ GD2 family ကနေကြည့်ရှုပြီးတဲ့လူအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ